ဒီနေ့ကျွန်တော်ပြောပြမယ့်ကားကတော့ Lancer Evolution 10ပဲဖြစ်ပါတယ်အရင်ဆုံးဒီကားရဲ့ history လေးကိုနည်းနည်းပြပြောမယ်ပေါ့နော်ဒီ1992လောက်မှာဆိုလို့ရှိရင် rally ပြိုင်ပွဲရရန်ခစ်စားတဲ့အချိန်မှာဒီကောင်ကလည်းမရှိရလဲသူကဝင်ပြီးတော့ပြိုင်နေတာပေါ့ဒါပေမဲ့သူ့မှာ Lancer ဆိုရဲစီတန်အင်စီကစီတန်ပဲရှိရပါတော့အဲ့ဒါနဲ့ဒီကောင်ကနေပြီးတော့အဲ့စီတန်ကိုOrify တွေပြောင်းနေပြီးတာဘိုအင်ဂျင်နဲ့ထုတ်ပြီးတော့ rally ပြိုင်ပွဲပေါ်တင်ခဲ့ရပေါ့နော်အဲ့ပြိုင်ပွဲမှာလည်းဒီကောင်ကအရန်အောင်မြင်ခဲ့ပြီးတော့ generation အပြည့်10ခုထိထွက်ခဲ့ရပေါ့အကျန်းဆုံးကတော့ Lancer Evo 4လို့ပြောလို့ရတယ်ပေါ့နော်ဒီကောင်က motorsport မှာလည်းတော်တော်စုတွေရခဲ့တယ်လို့မျိုးတော်တော်လည်းအောင်မြင်နေပေါ့နော်တောက်လျှောက်ထုတ်တာ Evo 5 6 7မှာဆိုလို့ရှိရင် Tokyo Drift ထဲကမင်းသားပေါ့နော် Drift တင်တဲ့ခံမှာသူသုံးတဲ့ကားပေါ့နော်အဲ့ဒါနဲ့ရန်နာမည်ကြီးရယ်ဒါပေမဲ့ဒီနေ့ပြပြမယ့်ကားကတော့နောက်ဆုံး generation ဖြစ်တယ်ဒီကောင်က modern technology နဲ့ DNA rally DNA တို့ပေါင်းထားတဲ့ကားပေါ့နော်အဲ့တော့ဒီကားစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ modifying part တွေပါလေအများကြီးဆင်ထားတဲ့ကားဆိုတော့တော်တော်စိတ်ဝင်စားကြမယ်ထင်ပါတယ်အဲ့တော့ဒီကားအကြောင်းဆက်ပြောပြပါမယ်โอเคဒီဆုံးဒီကားကိုရုပ်ထွက်ပိုင်းအကြောင်းစပြောမယ်ပေါ့နော်ထုံးစံတိုင်းရုပ်ထွက်ပိုင်းကိုပြောမယ်ဆိုရင်ဒီကား Faris V1 white body kit ကိုတုံးထားတယ်white body kit ကိုတုံးထားတဲ့အတွက်ဒီကတော့ aggressive ဖြစ်တယ်ပေါ့နော် look တွေကရှေ့ဆုံးပိုင်းရှေ့ပိုင်းကိုအရင်ပြောမယ်ဆိုလို့ရှိရင်အရင်ဆုံးဒီမှာ air intake ပေါ့နော်ဒီကောင်ကအပွင့်ပုံစံမျိုးသွားတယ်အပွင့်ပုံစံမျိုးသွားရတဲ့ performance မှာလည်းသူပိုကောင်းတယ်လေ air flow ကဒီထက်ကဝင်ပြီးတော့cooley system ကိုလည်းပိုကောင်းအောင်လုပ်ပေးနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်း Fender တွေပါတယ် Fender ရဲ့ aerodynamic ကရန်ကောင်းတယ်ပြီးရင်တော့ headlight ကတော့သူက Evo headlight တွေဆိုရင်တော့တိတ်မှတ်လာဘူးပေါ့နော်ဒီကောင်က modify headlight ကိုတုံးထားတယ်တော်တော်လှရဲ့ headlight လို့ပြောလို့ရတယ်carbon fiber hood ပေါ့နော် verted style hood ကိုတုံးထားတယ်သူကအရန်လဲပေါ့တယ် weight ကပေါ့ပြီးတော့ performance အတွက်လည်းပို့ပြီးတော့အလုပ်ဖြစ်တာပေါ့နော် carbon ဆိုတော့ဒီရှေ့ပိုင်းကတော့အခုဆိုရင်တော့တော်တော်ကြီးကိုပြည့်စုံသွားပြီလို့ထင်တယ်ဘေးချမ်းတွေ rims တွေ white body အကြောင်းဆက်ပြောဖို့တော့ဘေးချမ်းအောင်သွားပါမယ်Okay rims ကနေဆက်ပြောမယ်ပေါ့နော် rims က HHR rims ကိုတုံးထားတယ်18လက်မှခွေပေါ့နော်ဒီကောင်ရဲ့ထူးခြားချက်ကဒီ body kit နဲ့ဆိုတော်တော်ကြီးလိုက်တာကိုတွေ့ရတယ်ပြီးရင်တော့ tire ရော Toyo SP2 ကိုတုံးထားတယ်ဒီ tire က grip အရန်ကောင်းပြီးတော့ daily drive တက်လည်းကောင်းတယ်လို့မျိုးseparate driving တွေအတွက်လည်းအရန်အောင်ကောင်းတဲ့ tire တစ်ခုပေါ့နော် look kit မှာဆိုရင်ဒီကောင်က thin flat set look kit ကိုတုံးထားတယ်look kit ကြောင့် Evo ကနည်းနည်းလေးနှိမ့်ပြီးတော့ပေါ့နော်ပြောပါမယ် handle လေးမှာလည်းအရန်ကောင်းတယ် corner ring တွေမှာလည်း look kit တက်ထားတဲ့အတွက်သူ့စတာ performance ဘိုင်းမှာတော့ကောင်းလာမှာပေါ့ကဲဒီလောက်ဆိုရင်ဘေးချမ်းအပြည့်စုံသွားပြီဆိုတော့နောက်ဘက်ချမ်းအောင်ဆက်သွားပါမယ် Okay ကားရဲ့နောက်ဘက်ချမ်းရောက်လာပြီနော်နောက်ဘက်ချမ်းမှာဆိုလို့ရှိရင်ဒီမှာ modifying tail light တွေတွေ့ရမယ်အောက်မှာဆိုလို့ရှိရင် diffuser ပေါ့နော်ဒီ diffuser က Faris V1 style diffuser ပေါ့အဲ့ diffuser ရဲ့ထူးခြားချက်ကတော့လုံးဝ aggressive ဖြစ်တယ် air flow လည်းကောင်းကောင်းကြီးသွားတယ်လို့တော့ကားရဲ့ performance ကိုလည်းသိစတာတက်စီရဲ့ body kit မျိုးပေါ့ Okay ဒီကောင်က performance sedan ကားဖြစ်တဲ့အတွက် sedan ဆိုတဲ့အတိုင်းပဲနောက်ခန်း speed ကလည်းတော်တော်ကျယ်တယ်ဘယ်လောက်ကျယ်လဲဆိုတော့ချက်ပြမယ်ပေါ့နော်ဒီကောင်ကတော့ဟာဟေ့အိမ်မီနဲ့ဗီဒီယိုရိုက်နေထွက်နောက်ခန်းကတော်တော်ကျယ်ပေါ့နော်ဒီမှာဒီကောင်တော့ဝင်အိမ်နေပုံပေါ့ရင်တော့နောက်ခန်းကလည်း sedan ကားဆိုတဲ့အတိုင်းပဲကောင်းကောင်းကြီးကိုကျယ်တယ်တော်တော်လေးပစ္စည်းထည့်လို့ရတယ်ပေါ့နော်ပြီးတော့နောက်ခန်းအကြောင်းကတော့နိုင်ရပြောစရာမလိုဘူးပေါ့ပြန်ကားဆိုတော့ exhaust လေးချက်သွားမယ်ခေါင်းလေးချက်ပိတ်လိုက်အောင်မယ် exhaust ပေါ့နော် exhaust မှာဆိုလို့ရှိရင်ဒီကောင်က Rigo exhaust ကိုတုံးထားတယ်မြစ်မှာကတော့steel pipe ဖိုင်ပင်နဲ့တွားထားရပေါ့နော်ဒီ Rigo exhaust ကအလုံးဝအတန်း deep ဖြစ်ပြီးတော့ height အပြန်နေပါဆိုလို့ရှိရင်ထားဖို့နဲ့ပေါင်းပြီးလို့ရှိရင်အတန်းတော်တော်ကြီးကိုမိုက်တာပေါ့လောက်ဆိုလို့ရှိရင်တော့နောက်ပိုင်းကတော့ပြည့်စုံသွားပြီလို့ထင်တယ် interior တွေ engine တွေအကြောင်းကျွန်တော်ဆက်ပြောပါမယ် engine အကြောင်းဆက်ပြောပဲပေါ့နော် engine အကြောင်းပြောမယ်ဆိုရင်ဒီ Evo တွေကအရင်တော့သူတို့သုံးခဲ့တဲ့ 4G 63 legendary engine ကိုမသုံးတော့ဘူးအဲ့ဒါအခု Evo X မှာကြတော့4V11T ပေါ့နော်အဲ့ engine ကိုသုံးထားတယ်ဒီ 4V11T engine ကဘာကွာလဲဆိုလို့ရှိရင်အရင် engine တွေနဲ့ဆာလို့ရှိရင် aluminum block ကိုသုံးထားတယ် aluminum block ကိုသုံးတဲ့အတွက်အရင် engine နဲ့ဆိုင်ပိုပေါ့တယ်ပြီးတော့ဒီကောင်က inline 4 2.0 liter ကို turbo charge နဲ့လာတယ် horsepower ကတော့300 around လောက်ထွက်တယ်ပေါ့နော်ပြီးတော့ဒီ engine ရဲ့ထူးခြားချက်ကအရင် tuning friendly ဖြစ်တယ် state 2 tuning လောက်လုပ်ရုံနဲ့ဒီကောင် horsepower 350 around လောက်ထိကိုပြေးလို့ရတဲ့ engine ပေါ့နော်ဒီကောင်က RPM 9000လောက်ထိရှိရပေါ့နော်0 to 100 ဆိုလို့ရှိရင်လည်း 4.5 second လောက်နဲ့ရောက်တယ်ဆိုတော့ဆိုးလို့ပြောလို့ရတယ်ပေါ့နော်ဒီတော့ engine အကြောင်းကပြည့်စုံသွားပြီတော့ interior နဲ့ driving mode တွေအကြောင်းဆက်ပြောပါအဲ့တော့ရောက်ပြီပေါ့နော် interior တော့ရောက်လို့ရှိရင်ဒီ Evo ကကြောင့် smart key တော့မဖြစ်သေးဘူးဒီကောင်က low key system နဲ့ပဲသွားတယ်
ပြီးတော့ထူးခြားချက်ကဒီ Evo อ่ะပေါ့နော်ဒီ sunroof လေးပါတယ်ပြီးလို့ရှိရင် bucket seat ရောအကုန်လုံးကအခက်တော်ရသားကြီးပဲတုံးထားရပေါ့နော်ပြောရမယ်ဆိုရင် premium နီးလောက် grade ဆောင်တဲ့ကားစီးလို့ပြောလို့ရတယ်ကဲအရင်ဆုံး interior တော့ရောက်ပြီဆိုတော့ driving mode ဒီအကြောင်းဆက်ပြောပါ driving mode အကြောင်းဆက်ပြောမယ်ပေါ့နော် driving mode အကြောင်းပြောလို့ရှိရင်ဒီ Evo က SSC twin class 6 speed gear ဘက်ကိုတုံးထားရတယ်ပြီးလို့ရှိရင် pedal shift နဲ့ပေါ့နော်ဒီ twin class ရဲ့ထူးခြားချက်ကတော့ response အရမ်းမြန်တယ် gear shifting လုပ်တဲ့ချိန်မှာလည်းအရန်အောင်အပြောင်းလဲမြန်တယ်ပေါ့နော်လုံးဝပြောပြမယ် raw အရန်ဖြစ်တယ်အရန်လည်းမြန်တယ် driving mode အနေနဲ့ကဒီကောင်က normal sport plus ဆိုပြီး3ခုထိပါတယ်ပြောရမယ်ဆိုရင်ပြန်ကားစီးအနေနဲ့ sport ဆိုတာတာမန်ပုံစံမျိုးပေါ့နော် normal ဆိုလို့ရှိရင်တော့အိမ်စီးကားရမှာ eco လို့သဘောမျိုးတော့သွားတယ် sport plus ကအရန်ကျန်တယ်ပေါ့နော် gear shift လုပ်တာအစား response တွေပုံမြန်တယ်ပို့ပြီးတော့ power raw ဖြစ်တယ်ပေါ့နော်normal sport ကတော့ပုံမှန်ပဲဒီကောင်ပြန်ကားဖြစ်တဲ့အတွက် sport ဆိုတဲ့အတိုင်း Spotify တော့သွားမှာပေါ့